ကျွန်တော်အထင်ပေါ့နော်ကျွန်တော်တို့သွားရခါတော့ပြန်လာတော့အားလုံးဆန္ဒပြတဲ့လူတွေကဒီအမျိုးသားရဲ့လက်နဲ့ကင်တဲ့ဟာတွေကိုထောက်ပံ့မယ်ကူညီမယ်လို့ထင်တာဘယ်ဟုတ်မလဲဟုတ်ကဲ့ခုကျွန်တော်တို့ February လ1ရက်နေ့ဆိုရင်ကျွန်တော်တို့ရဲ့ຫນွေဦးတော်လှန်ရေးဟာ9နှစ်ပြည့်ပြီပေါ့နော်အဲ့ဒီကြားတဲ့အခြေအနေနဲ့ကျွန်တော်တို့80ရအခြေအနေလေးကိုနည်းနည်းလေးနိုင်ရှင်းပြပြောချင်တယ်ကျွန်တော်တို့88မှာဒီចောင်းသားတပိတ်ကနေကျွန်တော်တို့ရဲ့မြန်မာနိုင်ငံနဲ့စပြီးတော့အခုလိုပဲຫນွေဦးတော်လှန်ရေးလိုပဲမိဘပြည်သူရဟန်းပြည်သူအားလုံးအမှဆန္ဒပြကြတာအဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ချင်းចောင်းသားများတမကမှာတာဝန်ယူတာတော့အခု88ရဲ့ကျွန်တော်တို့ရဲ့ဘ ਹੁ အလုံးမှုဆောင်ကော်မတီပူးခေါ်အုပ်လျက်နဲ့အခုတော့ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌဟောင်းပူးဆောင်ရင်ဆုံးသွားပြီသူတို့တွေကအခုရန်ကုန်ကနေအခုမင်းကိုနိုင်တို့ကိုကိုကြီးတို့နောက်မိုးတီးစုံတို့တွေနဲ့သူတို့ဆက်သွယ်ခဲ့တာအဲ့အချိန်ခါမှာတခုလေးကကျွန်တော်တို့ဒီလိုအချိန်ခါမျိုးလို့ဖုန်းနဲ့လည်းမရှိဘူး Facebook လည်းမရှိဘူးအဲ့ဒါဘာလို့ပဲနားထောင်ရလဲဆိုတော့ BBC ရဲ့ Christopher Ganes သူပြောတဲ့အတိုင်းပဲကျွန်တော်တို့တပီလုံးကလှုပ်ရှားတာကျွန်တော်မမှားဘူးဆိုရင်ကျွန်တော်တို့ချင်းပြည်နယ်ဟာခတပိတ်စကားနောက်ဆုံးမှတို့သိမ်းတာအမှကျွန်တော်တို့တွေကနေပြီးတော့အဲ့ဒီចောင်းသားတွေကကျွန်တော်တို့ချင်းចောင်းသားခေါင်းဆောင်တွေရပြန်ရန်ကုန်ကနေဒီအိန္ဒိယတန်ယုံနဲ့ဆက်သွယ်မှုလုပ်ပြီးပြီအိန္ဒိယတန်ယုံတော့တွေ့တဲ့ခါကျတော့အိန္ဒိယတန်ယုံဟုတ်ပြီဒီဘက်ကိုလာခဲ့ပါဆိုတော့ကျွန်တော်တို့ရဲ့ညီကိုမီဇိုရမ်အခုဂျွန်ဖိုင်မှာကျွန်တော်တို့ချင်းလန်းဒေတာចောင်းသားအတီးတီးအမှစုံကြတာရောက်ကြတာဗမာចောင်းသားလေးတွေလည်းရန်ကုန်မန်းလေးစကိုင်းမကွေးအကုန်လာကြတယ်အမှတချက်တိုင်းသားတွေကချင်းကရင်ရှမ်းပိုးပလောင်ဝသူတို့လည်းနဲ့ကင်ရှိပြီးသားကျွန်တော်တို့ချင်းနေအဲ့တော့လည်းနဲ့ကင်ကိုမရှိတာမရှိတဲ့ခါကျတော့ကျွန်တော်တို့တွေအမှကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေကဂျွန်ဖိုင်မှာစူးပြီးတော့လက်နဲ့ကင်ဖို့အချိန်တန်ပြီလားဆိုတာကိုယ့်ရဲ့မြို့နေအတီးတီးလူကြီးတွေကိုတွားပြီးဆွေးနွေးတယ်ရှေ့လူကြီးခေါင်းဆောင်နိုင်ငံရေးသမားတွေကအချိန်တန်ပြီဒီတခါတော့ကျွန်တော်တို့ချင်းနေလက်နဲ့ကင်ဖို့အချိန်တန်ပြီဆိုတဲ့ဟာကိုသူတို့ရဲ့ဟိုရတဲ့ခါကျတော့အဲ့ဒီချင်း CNA လက်နဲ့ကင်ဖို့ကျွန်တော်တို့တပတ်လာမသိဘူးအဲ့ဒါစဉ်းစားဖို့အချိန်ပေးတယ်ကဲလက်နဲ့ကင်မယ်ဘယ်သူလိုက်မလဲဆိုတာကျွန်တော်လည်းအဲ့ဒီလက်နဲ့ကင်ဖို့ဆိုပြီးတော့အဖွဲ့ရှိဖွဲ့နဲ့ထွက်သွားတာဒီမှာအဲ့အဖွဲ့လိုက်ပါနော်အဲ့မှာကြံခဲ့တဲ့လူတွေတိမှဆိုလို့အမှညာအမှတစ်ဖွဲ့လိုက်တစ်ဖွဲ့ထွက်သွားကြတော့လက်နဲ့ကင်အတီးတီး data အတီးတီးရောက်ကြတာကျွန်တော်တို့ဒီကနေသွားတဲ့လူတွေချင်းလူငယ်နော်အမှចောင်းသားတွေလည်းပါတယ်ဆရာဝန်တွေလည်းပါတယ်အင်ဂျင်နီယာတွေလည်းပါတယ်နောက်ចောင်းသားပြီးသွားတဲ့လူတွေလည်းပါတယ်အဲ့ဒါကျွန်တော်တို့ချင်းနေကြတော့အဲ့မှာကျွန်တော်တို့ဘယ်လိုခွဲလဲဆိုတော့အဲ့လက်နဲ့ကင်ဖို့လက်နဲ့စစ်တင်တန်တက်ပြီးပြန်လာတဲ့ခါကိုချင်းပြည်နယ်မှာလက်နဲ့ကင်တဲ့အခါအတွင်းမှာဝင်ပြီးတော့မြို့နယ်အတီးတီးပေါ့နော်သူတို့ပြန်ဝင်ပြီးတော့အဲ့သူတို့တွေက sport ပြန်ပေးဖို့တစ်ဖွဲ့နောက်ဒီမှာကျွန်တော်တို့လက်နဲ့ကင်ပြီးပြန်လာတဲ့ခါနေဖို့နေရာဆောက်ဖို့ဆိုပြီးကျွန်တော်တို့က3ဖွဲ့ထားတာ94ယောက်လာမသိအဲ့ဒါတော့အဲ့စစ်တင်နန်းသွားတဲ့နေရာမှာတင်နန်းပြီးတာနဲ့အားလုံးရှေ့တန်းပို့တယ်ရှေ့တန်းအတွေ့အကြုံယူခိုင်းတယ်တို့ယူခိုင်းပြီးမှနောက်မှကျွန်တော်တို့တွေကိုဒီကိုပြန်လာတဲ့ခါကိုယ့်ကိုဒီချင်းအမျိုးသားတက်မတော်ရက်တည်နိုင်ဖို့ကိုဌာနအတီးတီမှာတို့တွေကအဲ့အတွေ့အကြုံကပြန်ယူပြီးတော့တို့တော်ပြီဆိုတဲ့ခါကျမှကျွန်တော်တို့တွေကိုအကုန်လုံးပြန်စုပြီးတော့ပြန်လာတာ
ama yao la ai su de ping hia pia ne yoga myo sung now the Assam reo the Manipur reo ama twat tinan te pia la ra kha cha tawet la wa cha ne sura ကျွန်တော်တို့ချင်းနေလဲအဲ့မှာကျွန်တော်တို့ပြန်လာတဲ့ခါကျတော့80ကျော်တယ်မင်းတို့တွေကငါတို့ကြီးရတာဖះတရားတော်တော်ယုံကြည်အတွက်အားလုံးကောင်းပြီမယ်လို့ထင်ပါတယ်ဆိုတဲ့အတိုင်းရပ်ပေါင်း40ကျော်ကျွန်တော်တို့မင်းငတ်ရတယ်အဲ့ငါပြောပင်လေးတွေပဲစားငါပြောဥတွေပေါ့နော်မိမိဌာနသုံးနေအကုန်လုံးကြောပွေးနေယူလာပြီးတော့အဲ့တနက်လေးတို့ပေးတဲ့တနက်နဲ့ကျွန်တော်တို့ကအမှရှိတဲ့လူတွေကိုကျွန်တော်တို့ပြန်ရောက်ရခါကျတော့ အားလုံးကျွန်တော်တင်တန်းပြန်ပေးရတယ်အဲ့လိုလေးစခဲ့တာအဲ့ဒီတော့ကကျွန်တော်တို့ကလူငယ်တွေចောင်းသားတွေရန်ကုန်ကနေပြီးတော့တနိုင်ငံလုံးရှင်းပြောမျိုးနဲ့အားလုံးတချို့ဆိုရွာတွေအထိဆန္ဒပြတာအဲ့ဆန္ဒပြတဲ့ခါကျတော့ကျွန်တော်အထင်ပေါ့နော်ကျွန်တော်တို့တွားတဲ့ခါတော့ပြန်လာတော့အားလုံးဆန္ဒပြတဲ့လူတွေကဒီအမျိုးသားရဲ့လက်နဲ့ကင်တဲ့ဟာတွေကို ထောက်ပတ်မယ်ကူညီမယ်လို့ထင်တာဘယ်ဟုတ်မလဲဘယ်ရွာမှမဝင်ရအောင်စစ်တပ်ဒီစခန်းတွေတော်တော်တိုင်တာ1994မေဂျာစလန်ဇမ်ဆိုတဲ့လူငယ်ចောင်းသားတွေကလည်းကရင်မှာတော်တက်ပြီးတော့ပြန်လာတဲ့ခါကျတော့အဲ့ချင်းလူထုကပဲစစ်တပ်ကိုတွားចောင်းကြပြီးတော့အမှလူပေါင်း30ကျော်လာအဲ့တီးတိန်နဲ့ကလေးလမ်းမှာကျိုးတုပ်ပြီးတော့အားလုံးတပ်ပစ်တာကျွန်တော်တို့ဒီတော်လိုင်းတွားတဲ့ခါကျတော့တီးတဲ့တိုင်းကျွန်တော်တို့မိဘတွေက ဘယ်သူမလဲကျွန်တော်ဆိုကျွန်တော်ရဲ့တကယ်ဟိုဟာမိဘတွေကိုကျွန်တော်လိန်ခဲ့တာကျွန်တော်အရင်တော့ဘောလုံးကစားတော့လေဒီမီဇိုရမ3ခါလာခေါ်တယ်အဲ့ဒါကျွန်တော်အမေကြီးကိုလိန်တာကျွန်တော်မှဒီလိုဖြစ်နေတဲ့ခါကျတော့မီဇိုရမဘောလုံးကစားမယ်ဆိုပြီးတော့လိန်ခဲ့တာဒါတခုကကျွန်တော်အဖိုးကအသက်ရှင်သေးတယ်အဲ့ကျွန်တော်ဆန္ဒပြတခုလုံးတူတီးတဲ့ခါကျတော့ သူတယောက်ပဲကျွန်တော်ကသူ့ကောင်းကောင်းပြောတယ်အဖိုးကယောက်ျားတွားဒီမှာရှိတာဒီတနေ့မှနွားတစ်ကောင်လေးရောင်းမယ်ဒါနဲ့ငါဒီမှာအသက်ရှင်နေထိုင်လို့ရတယ်လွတ်တွားဆိုပြီးအဲ့အဖိုးကစားလည်းမတတ်ဘူးနော်အဲ့အဖိုးကကျွန်တော်အဲ့လိုသူလွတ်တာအမှကျွန်တော်လည်းတော်တော်လေးအားတက်သွားတာအဲ့ကျွန်တော်တို့ ဟိုရောက်တော့တဲ့ခါကျတော့3နှစ်လောက်ကြာတဲ့ခါကျတော့လောရွှေမိဘတွေနဲ့လည်းဆက်သွယ်မရအောင်ကျွန်တော်တို့ပြန်လာတော့လည်းလောဆက်သွယ်မှုမရှိဘူးတခုလေးထပ်ပြောချင်တာကျွန်တော်တို့လွတ်လပ်ရေးရတော့အမှန်ဆိုဗမာချင်းတိုက်နေလို့ကျွန်တော်တို့တိုင်းသားပါခံနေရတာအခုခါကျတော့ဗမာလူမျိုးတွေအရင်က ABF တွေသူတို့ကျွန်တော်တို့နဲ့အတူတူတော်လှန်ရေးလို့တဲ့ ဒါလူထုတွေပံ့ပိုးမှုမရှိဘူးလေဒုက္ခမြတော်တော်တနာစရာကောင်းတယ် ABF တွေလည်းကျွန်တော်စာနာမှုပေးတယ်အခုတော့ကြည်လေစကိုင်းမန္တလေးမကွေးရန်ကုန်နေပြီးတော့တိုက်ပွဲဝင်လာလက်ကြည့်ကျွန်တော်တို့ CNA ရော CDF တွေအားလုံးအခုကကျွန်တော်တို့ကစုစုစည်းစည်းနဲ့တိုက်ပွဲဝင်နိုင်တော့သူတို့ကျွန်တော်တို့တောင်ပေါ်မှာကျွန်တော်ချီးနေဟိုးမွေးစားကြရတနက်ကင်လာတဲ့လူတွေကျွန်တော်တို့ရဲ့ပါစတာကြီးတွေအစလူငယ်အမျိုးသမီးတွေအစုံပြည်တွင်းပြည်ပအားလုံးဒီတော်လိုင်းမှာပဲသူတို့ကပထမဦးစားပေးတယ်ကျွန်တော်နိုင်ငံတကာလည်းပါဝင်လာပြီအခုကျွန်တော်တို့ရဲ့ Asian ပေါ့နော်အဲ့ဒါတွေလည်းသူတို့ရွေးခွက်ပွဲကိုလုံးဝလည်းမခံဘူးသူဘယ်သွားမလဲအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဘယ်သူမှစိတ်တမကြပဲနဲ့ဆက်လက်ပြီးကျွန်တော်တို့မပြီးသေးတဲ့ဒီတော်လှန်ရေးလေးကိုနေရာဒေတာအတီတီကိုတတ်နိုင်တလောက်အိုးတစ်ချက်တဲတပွင့်ပေါ့နော်အားလုံးပိုင်ဝင်တော့ကျွန်တော်တို့နိုင်မှာပါဆိုတဲ့ဟာလေးကိုကျွန်တော်ပြောချင်တယ်